လူတော်တော်များများကချောင်းဆိုးတာဖျားတာနည်းနည်းမောတာလောက်ဆိုပုံမှန်ပဲလို့ထင်ကြပါတယ်ဒါပေမဲ့တခါတလေအဲ့ဒီလက္ခဏာလေးတွေကအဆုတ်ထဲမှာပိုးဝင်နေပြီဆိုတဲ့တတိပေးချဲပဲဖြစ်ပါတယ်အားလုံးပဲမင်္ဂလာပါကျမ်းမာမအောင်မြင်ဆိုတဲ့ channel ကနေပြီးတော့ကြိုဆိုပါတယ်ဒီနေ့မှာတော့လူအများမသိသေးတဲ့ဒါပေမဲ့အရန်အန္တရာယ်ရှိတဲ့ကျမ်းမာရေးအကြောင်းတစ်ခုကိုပြောပြမျှဝေပေးသွားမှာဖြစ်ပါတယ်အဲ့ဒါကတော့အဆုတ်ပိုးဝင်ခြင်းသို့မဟုတ်အဆုတ်ရောင်ရမ်းခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့လူတော်တော်များများကချောင်းဆိုးတာဖျားတာနည်းနည်းမောလာတာလောက်ဆိုပုံမှန်ပဲလို့ပဲထင်တတ်ကြပါတယ်ဒါပေမဲ့တခါတလေအဲ့ဒီလက္ခဏာတွေကအဆုတ်ထဲမှာပိုးဝင်နေပြီဆိုတဲ့တတိပေးချက်ဖြစ်နိုင်ပါတယ်အချိန်ကြာထားလိုက်ရင်အသက်ရှူခက်လာနိုင်ပြီးအန္တရာယ်အထိဖြစ်သွားနိုင်ပါတယ်ဒီတော့အဆုတ်ပိုးဝင်နေတဲ့အခါတွေးနိုင်တဲ့လက္ခဏာလေးမျိုးကိုပြောပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီလက္ခဏာတွေထဲကအများကြီးတူနေတယ်ဆိုရင်မပေါ့ဆပဲဈေးရုံဈေးခန်းကိုတွားပြီးဆရာဝန်နဲ့အမြန်ဆုံးစစ်ဆေးသိမ်းပါတယ်အဆုတ်ပိုးဝင်နေတဲ့အခါတွေးနိုင်တဲ့လက္ခဏာ၄မျိုးနံပါတ်1ချောင်းအရမ်းဆိုးခြင်းတလိပ်ထွက်ခြင်းအဆုတ်ပိုးဝင်တဲ့လူတွေမှာအများဆုံးတွေ့ရတဲ့လက္ခဏာကတော့ချောင်းဆိုးခြင်းဖြစ်ပါတယ်ဒါပေမဲ့ပုံမှန်ချောင်းဆိုးတာမျိုးမဟုတ်ပဲညဘက်တွေမှာပိုဆိုးတတ်ပြီးစက်တိုင်းချောင်းဆိုးနေတတ်ပါတယ်တချို့လူတွေမှာတလိပ်အဝါရောင်အစိမ်းရောင်သို့မဟုတ်ပြင်းတဲ့တလိပ်တွေထွက်တတ်ပါတယ်တချို့ကတော့တွေးပါလာတတ်ပြီးဒါကအရန်အန္တရာယ်ရှိတဲ့လက္ခဏာဖြစ်ပါတယ်အကြောင်းအရင်းကတော့ပိုးတွေကအဆုတ်ထဲဝင်ပြီးရောင်ရမ်းစေတဲ့အတွက်ခန္ဓာကိုယ်ကတလိပ်အဖြစ်ထုတ်ပြဖို့ကြိုးစားနေတာဖြစ်ပါတယ်ချောင်းဆိုးတာရက်အတော်ကြာနေပြီးဆေးတော့လည်းမတက်တာဘူးဆိုရင်တော့မပေါ့ဆပဲဆရာဝန်နဲ့အမြန်ဆုံးတွားတွေ့သိပါတယ်နံပါတ်2အသက်ရှူမဝခြင်းရင်ဖက်တင်းကျပ်ခြင်းနောက်ထပ်တတိထားရမယ့်လက္ခဏာကတော့မောလွယ်ခြင်းအသက်ရှူမဝခြင်းပဲဖြစ်ပါတယ်တချို့လူတွေကနည်းနည်းလှုပ်ရှားရုံနဲ့မောနေတတ်ပါတယ်တချို့ကတော့အသက်ရှူမပြည့်တယ်လို့ခံစားရပါတယ်အဆုတ်ပိုးဝင်တဲ့အခါအဆုတ်ကအလုတ်ကောင်းကောင်းမလုပ်နိုင်တော့ပဲခန္ဓာကိုယ်ထဲကိုအောက်ဆီဂျင်ဝင်တာနည်းတွားတာဖြစ်ပါတယ်ဒီလက္ခဏာကအထူးသဖြင့်အသက်ကြီးသူတွေကလေးငယ်တွေနာတာရှည်ယောဂါရှိသူတွေအတွက်ပိုအန္တရာယ်ရှိပါတယ်အသက်ရှူမြန်လာတာနှာခမ်းပြာလာတာမျက်နှာပြာလာတာတွေဖြစ်လာရင်အရေးပေါ်ဆေးရုံသွားသင့်ပါတယ်နံပါတ်3ဖျားခြင်းချမ်းတုံခြင်းအားနည်းခြင်းအဆုတ်ပိုးဝင်တဲ့သူတွေမှာဖျားနာတာလည်းမကြာခဏတွေ့ရတတ်ပါတယ်တချို့ကအဖျားအရန်ကြီးပြီးချမ်းတုံတာချွေးအရန်ထွက်တာတွေဖြစ်တတ်ပါတယ်ပြီးတော့တကူလုံးအားမရှိသလိုကိုယ်လည်းကြိုက်ခဲတာမျိုးလည်းဖြစ်တတ်ပါတယ်ဒါကတော့ခန္ဓာကိုယ်ကပိုးကိုတိုက်ခိုက်နေလို့ပါပဲတချို့လူတွေမှာအစာမစားချင်တာဒီနေ့လုံးအိတ်ချင်နေတာမူးဝေတာတွေပါဖြစ်တတ်ပါတယ်အဖျားက2ရက်3ရက်ကြော်တဲ့အထိမကြဘူးဆိုရင်ဈေးရုံတွားပြီးတော့ဆရာဝန်နဲ့အမြန်ဆုံးတွားတွေ့သိမ့်ပါတယ်နောက်ဆုံးနံပါတ်4ချောင်းဆိုးတဲ့အခါရင်ဖက်နာခြင်းနောက်ဆုံးလက္ခဏာကတော့ရင်ဖက်နာခြင်းပဲဖြစ်ပါတယ်အထူးသဖြင့်ချောင်းဆိုးတဲ့အချိန်ဒါမှမဟုတ်အသက်ရှူနက်နက်ရှိုင်းရှိုင်းရှူတဲ့အချိန်မှာပိုနာတတ်ပါတယ်တချို့လူတွေကရင်ဖက်ကိုအန်နဲ့ထိုးတလို့နာတတ်ပါတယ်ဒါကတော့အဆုတ်ပတ်လည်အလွှာတွေရောင်ရမ်းနေလို့ပဲဖြစ်ပါတယ်နာကျင်မှုကပိုဆိုးလာပြီးအသက်ရှူမဝတာတွဲလာရင်တော့မပေါ့ဆနေပဲဆေးရုံသွားပြီးတော့ဆရာဝန်နဲ့အမြန်ဆုံးသွားတွေ့သိပါတယ်တကယ်လို့သိမှာချောင်းအရမ်းဆိုးခြင်းတလိပ်ထွက်ခြင်းအသက်ရှူမဝခြင်းဖျားခြင်းရင်ဖက်နာခြင်းစတဲ့လက္ခဏာတွေတစ်ခုပြီးတစ်ခုတွေ့နေရတယ်ဆိုရင်တော့အဆုတ်ထဲကိုပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်ကိုယ့်ဘာသာကိုဈေးဝယ်တောက်ပြီးအချိန်မဆွဲဘဲနဲ့ဈေးရုံဈေးခန်းတွားပြီးတော့ဆရာဝန်နဲ့အမြန်ပြသပြီးစစ်ဆေးကူးသားတာကအန္တရာယ်ကိုအများကြီးရော့ချပေးနိုင်ပါတယ်ဒီဗီဒီယိုလေးကသင်အတွက်အကျိုးရှိတဲ့ဆိုရင်တော့သင်ရဲ့မိဘဆွေမျိုးတငယ်ချင်းများနဲ့ညီအကိုမောင်နှမများကိုလည်း share ထားပေးဖို့မမေ့ကြပါနဲ့ယောဂဝေဒနာအကြောင်းအမျိုးမျိုးကိုသိရှိနားလည်ပြီးကြိုတင်ကာကွယ်ကုသနိုင်ရန်အတွက်ကျွန်တော်တို့ရဲ့ channel လေးကိုလည်း subscribe လေးလုပ်ထားပေးကြပါအားလုံးအနာယောဂဝေဒနာအမျိုးမျိုးမှာကင်းဝေးပြီးတော့စိတ်ချမ်းသာကိုယ်ချမ်းသာကြပါစေခင်ဗျာ